မင်္ဂလာပါခင်ဗျာကဲဒီနေ့မှာတော့ Google ကနေတပတ်အတွင်းမှာပဲတိတ်တဆိတ်ထုတ်ပြန်လိုက်တဲ့အလွန်အစွမ်းထက်တဲ့ Gemini AI update 6 ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီ update တွေကကျွန်တော်တို့အလုပ်လုပ်ပုံနဲ့နီးပညာအသုံးပြုပုံတွေကိုလုံးဝပြောင်းလဲဖြစ်တော့မှာပါကဲပထမဆုံးအကြီးမားဆုံးပြောင်းလဲမှုတစ်ခုကတော့ကျွန်တော်တို့အားလုံးသိကြတဲ့ Fitbit app ကို Google Health app အဖြစ်အသွင်ပြောင်းလိုက်တာပဲဖြစ်ပါတယ်ဒီနေရာမှာအဓိကထူးခြားချက်ကဘာလဲဆိုရင် Gemini စနစ်သုံးထားတဲ့ AI Health Coach အသစ်ဆက်ဆက်ပါဝင်လာတာပဲဖြစ်ပါတယ်ဒါတွေမကသေးဘူးနော်နားလေရခက်တဲ့ဆေးရုံမှတ်တမ်းတွေကိုလည်း AI ကနေပြီးတော့အရန်ကိုရိုးရှင်းတဲ့ပုံစံမျိုးနဲ့အချင်းချုပ်ပေးသွားမှာပါနောက်ပြီးတော့ဖုန်းကိုစကားပြောပြရုံနဲ့တင်မိမိရဲ့ခန္ဓာကိုယ်အခြေအနေနဲ့အကိုက်ညီဆုံးဖြစ်မဲ့လေ့ကျင့်ခန်းစရာတွေကိုလည်း Gemini ကအလိုအလျောက်ဖန်တီးပေးသွားမှာပဲဖြစ်ပါတယ်ကဲဒုတိယအချက်ကိုဆက်သွားရအောင်အဲ့ဒါကတော့ Gemma 4ရဲ့မယုံကြည်နိုင်လောက်တဲ့မြန်နှုန်းပဲဖြစ်ပါတယ်အခုဆိုရင်အရင် version တွေထက်3 ဆတောင်ပိုပြီးတော့မြန်လာတာပါဒါကြောင့်လဲ AIC ကနေအဖြေတစ်ခုရဖို့အတွက်အကြာကြီးစောင့်ဆိုင်းနေရတဲ့အချိန်တွေကိုတဝက်ကျော်လောက်အထိရှော့ချပြီးနိုင်တော့မှာဖြစ်ပါတယ်ကဲဗျာတတိယအချက်ကတော့ကျွန်တော်တို့ចောင်းသားတွေနဲ့သူတေသနာလုပ်သူတွေအတွက်အကြိုက်တွေ့စေမဲ့ mind map လောက်ဆောင်ချက်တစ်ပဲဖြစ်ပါတယ်အသုံးပြုပုံကလည်းတကယ့်ကိုလွယ်ပါတယ်မိမိတို့ဖတ်ရမယ့် PDF တွေစောင်းပါးတွေကို notebook LM ထဲကိုထည့်လိုက်ရုံပါပဲအဲ့ဒီခါမှာ AI ကနေပြီးတော့ဒီအချက်အလက်အားလုံးကိုကြည့်ရလွယ်ကူတဲ့ပုံကားချက်ဒါမှမဟုတ် diagram တစ်ခုအဖြစ်အလိုအလျောက်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်ဒါရင်မကသေးဘူးနော်ထူးခြားတာကအဲ့ဒီပုံကားချက်ထဲကအစိတ်ပိုင်းတစ်ခုချင်းစီကိုကနှိပ်လိုက်ရုံနဲ့တင်ပို့ပြီးတော့သိကျင်တဲ့အကြောင်းအရာတွေကိုအသေးစိတ်ထပ်မံမေးမြန်းလို့ရပါသေးတယ်ဒီတော့ရှုပ်ထွေးတဲ့အချက်လက်တွေကိုနားလည်ဖို့အတွက်ဒါဟာတကယ့်ကိုအစွမ်းထက်တဲ့နီလန်ကောင်တစ်ခုပါပဲခင်ဗျကဲစတုထအချက်ကိုဆက်ကြည့်အောင်ဗျအဲ့ဒါကတော့ multimodal search ဆိုတဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်အရင်တုန်းကတော့ကျွန်တော်တို့ Google search မှာစာသားတွေပဲရိုက်ပြီးရှာလို့ရခဲ့တာပေါ့နော်ဒါပေမဲ့အခု Gemini ကတော့စာသားတွေမကဘူးရုပ်ပုံတွေကိုပါအသေးချာနားလည်ပြီးတော့ရှာဖွေပေးနိုင်စွမ်းရှိလာပြီပဲဖြစ်ပါတယ်ဥပမာပေးရရင်တော့ဗျာနွေရာသီပျော်ပွဲစားထွက်နေတဲ့ပုံလေးတွေကိုရှာပေးပါဆိုပြီးတော့ကိုကစကားပြောရုံနဲ့တင် AI ကနေပြီးတော့တင့်တော်မဲ့ပုံတွေကိုချက်ချင်းပဲရှာဖွေပေးသွားမှာပါဒါဟာကျွန်တော်တို့ရှာဖွေရေးလောကမှာတကယ့်ကိုပို့ပြီးတော့လွယ်ကူမြန်ဆန်လာစေမယ့်အချက်ပဲဖြစ်ပါတယ်ကဲနောက်ဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအချက်ကိုရောက်ရှိလို့လာပါပြီအဲ့ဒါကတော့ Google TV မှာ Gemini AI စနစ်ပါဝင်လာတာပဲဖြစ်ပါတယ်โอเคစဉ်းစားကြည့်အောင်အခုဆိုရင် TV ရှေ့မှာနေ AACC ထိုင်ရင်စကားပြောရုံနဲ့မိမိရဲ့မိသားစုဓာတ်ပုံတွေကိုလှပအောင် edit လုပ်နိုင်တော့မှာပါဒါရင်မကသေးဘူးနော်ကို့မှာရှိတဲ့ဓာတ်ပုံတွေကို AI အသုံးပြုပြီးတော့တကယ်ကိုဆွဲဆောင်မှုရှိတဲ့ဗီဒီယိုအတိုလေးတွေအဖြစ်အလွယ်တကူဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်ဝေါနောက်ဆုံးနီးပညာပိုင်းအနေနဲ့ပြောရရင်တော့ webhook စနစ်တွေပါဝင်လာတဲ့အတွက်ကျွန်တော်တို့အသုံးပြုနေတဲ့ AI agent တွေကအရင်ကထက်ပိုမိုပြီးတော့မြန်ဆန်တုံ့ပြန်လာနိုင်တော့မှာပါဒါတွေကတော့ Google ကနေတိတ်တဆိတ်ထုတ်ပြန်လိုက်တဲ့ Gemini AI ရဲ့အစွမ်းထက် update တွေပဲဖြစ်ပါတယ်ခြုံပြီးကြည့်ရမယ်ဆိုရင်တော့အခုဆိုရင် Google က AI နည်းပညာကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲကိုပိုမိုမြန်ဆန်လွယ်ကူပြီးတော့တကယ်ကိုအသုံးဝင်တဲ့ပုံစံမျိုးဖြစ်အောင်အကောင်းဆုံးထည့်သွင်းပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲအခုဒီနေ့တင်ဆက်ပေးခဲ့တဲ့ Gemini update 6 ခုထဲမှာမိတ်ဆွေတို့အနေနဲ့ဘယ်အချက်ကိုအကြိုက်ဆုံးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ